American ပြည်ထောင်စုရဲ့250နှစ်မြောက်မွေးနေ့အနေနဲ့ဒီ Lincoln Memorial ရဲ့ရှေ့ရရေကန်ကိုအပြာရောင်တုတ်တာအဓိကကတော့ဒီ reflection ပေါ့လေအနောက်ကဒီလွတ်လပ်ရေးကြောက်တိုင်ရဲ့ရေကန်ထဲမှာပြန်ပြီးတော့အရေးထင်အောင်လှအောင်ဆိုပြီးတော့သမ္မတ Donald Trump ကရေကန်ရဲ့အောက်ခြေမှာဆေးရောင်အပြာတုတ်လိုက်ပါတယ်ဆိုတော့ဆေးရောင်အပြာတုတ်ပြီးတော့ကုန်ကျစရိတ်ကပထမတော့2 သန်းလောက်ပဲကုန်မယ်နောက်ဒီအချိန်တစ်ပတ်လောက်ပဲလိုမယ်ဆိုပြီးတော့တွက်ထားတာပါဒါပေမဲ့တကယ်ကတော့ဒေါ်လာ15 သန်းနီးပါးလောက်ကုန်သွားပါတယ်အချိန်ကလည်းပဲအခုဆိုလို့ရှိရင်ပထမဆေးတုတ်တယ်နောက်ရေဖြည့်တဲ့အခါကျတော့ဒီရေထဲကနေပြီးတော့ရေပိုက်တွေကရေညှိတွေပါလာပြီးတော့ရေကန်ကဒီဆေးအပြာတုတ်ထားတဲ့အတွက်ပြားမဲ့အစားစိမ့်သွားပါတယ်သမ္မတ Trump ကဒီဇွန်လ20ရက်နေ့ပေါ့သူ့ရဲ့ဒီ Truth လူမှုကွန်ရက်မှာရေးတယ်ဒီ Washington DC ကဒီ Lincoln Memorial ရှေ့ကရေကန်မှာအောက်ကဆေးတုပ်ထားတဲ့အပြာရောင်ကြီးပြန်ကွာလာတာကဒီမိုကရက်တွေလုံးလုံးဒီလိုဖြတ်လို့ဖြတ်စည်းလုပ်တဲ့သူတွေရှိလို့အခုလိုဆေးတွေပြန်ကွာလာတာဆိုပြီးတော့သူကဆွဲပါတယ်ဆိုတော့ဒီနေ့မှာပဲထူးထူးခြားခြားဒီနောက်မှာဆိုလို့ရှိရင်ဒါခုနကတယောက်ကိုရဲတွေကစစ်နေတာတွေ့တယ်နောက်ဒီရေကန်မှာဆိုလို့ရှိရင်ဟိုတုန်းကဒီဆေးပြန်ကွာတဲ့အတွက်ကြောင့်မလို့ဒီတချို့တွေကဒီအောက်ကကွာလာတဲ့ဆေးအချက်လိုက်ကိုတိုင်ပြီးတော့ဓာတ်ပုံရိုက်ကြရတယ်ရှိတယ်ဆိုတော့ဒီနေ့တော့ဒီရေကန်မှာအဲ့လိုဟိုသူ့ဘာသာသူကွာနေတဲ့ဆေးတွေကိုဆေးအချက်လိုက်တွေကိုပေါ့နော်ပြန်ပြီးတော့သွားပြီးတော့တိုင်တာမျိုးနောက်ဆုံးဒီရေကန်ထဲကိုလက်နှိုက်တာမျိုးတော့မလုပ်ကြဘူးရဲတွေကလာပြီးတော့တတိပေးတာတွေတားတာတွေလုပ်တယ်ဒီအိုလံပစ်ပြိုင်ပွဲဝင်တယောက်ပေါ့နော်သူဆိုလို့ရှိရင်သူ့ကိုဖမ်းပြီးတော့ဆေးတယ်ပြောတယ်သူကတော့သူ့ဘက်ကပြန်ချေပတာကတော့သူခုနလိုဆေးတွေကွာလောင်သူဘာမှမလုပ်ဘူးပေါ့ဒါပေမဲ့ကွာလာတဲ့ဆေးတွေကဘယ်လိုပုံစံမျိုးလဲဆိုတာကိုသူသိချင်လို့ဒီသူ့ဘာသာသူကွာနေတဲ့ဒီဆေးအချက်လိုက်ကိုသူတိုင်ပြီးတော့ဓာတ်ပုံရိုက်တာပဲရှိတယ်ပေါ့သူ့အနေနဲ့သူဘာမှမလုပ်ဘူးဆိုတာမျိုးပြန်ပြီးတော့ဖြေရှင်းတယ်ဆိုပြီးတော့ဒီသတင်းတွေမှာပေါ်ပြတယ်ဇူလိုင်လ4 ရက်နေ့ဟာ American ပြည်ထောင်စုရဲ့250မြောက်လွတ်လပ်ရေးနေ့မွေးနေ့လည်းဖြစ်ပါတယ်နောက်တစ်ခုကဒီ America မှာဇွန်နဲ့ဇူလိုင်လတွေဟာနွေရာသီကလေးတွေចောင်းပေးရလဲဖြစ်တာကြောင့်အမေရိကတခွင်လုံးကနေပြီးတော့ Washington DC မှာလာပြီးတော့လဲကြတဲ့သူတွေလည်းရှိပါတယ်။ဒါကြောင့်မလို့နောက်တစ်ခုကနွေရာသီလည်းဖြစ်တာကြောင့်ဒီ American ပြည်ထောင်စုမှာလာပြီးတော့အခြေချရွှေ့ပြောင်းနေထိုင်နေကြတဲ့လူမျိုးပေါင်းစုံကသူတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေကိုအခုလိုလူအများလာရောက်လက်ပတ်ကြတဲ့ဒီ National Mall ဒီ Washington DC ကအမျိုးသားရင်ပြင်မှာသူတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေကိုလာပြီးတော့ဖျော်ဖြေတင်ဆက်လေးလည်းရှိပါတယ်။ဒီနေ့မှာတော့ဒီပိုလန်နိုင်ငံက Polish လူမျိုးတွေကသူတို့ရဲ့ရိုးရာအကတွေနဲ့လာပြီးတော့တင်ဆက်နေတာပါဒီနေ့ကတော့250မြောက်မွေးနေ့လည်းဖြစ်တာကြောင့်မလို့ဒီခါတိုင်းဆိုလို့ရှိရင်ညဘက်မီးရှူမီးပန်းဖောက်တာတွေကိုဒီပိုတိုမက်မြစ်ထဲကနေပြီးတော့အပျော်အစည်းပုတ်တွေနဲ့ကြည့်လို့ရပါတယ်ဒီနှစ်မှာတော့မီးရှူမီးပန်းအကြီးအကျယ်ဖောက်တာကြောင့်မလို့ခါတိုင်းဒီအပျော်စည်းပုတ်တွေကိုရက်ခွင့်ပေးထားတဲ့နေရာမှာဒီပုတ်တွေကိုရက်ခွင့်မပေးတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ခုနမီးရှူမီးပန်းတွေတင်လာတဲ့စိတ်ကံဘောဒရာပေါ့နော်။အဲ့ဒီပေါ်မှာမီးရှူမီးပန်းတွေကိုတင်လာပြီးတော့အဲ့ဒီကနေပြီးတော့ဒီမီးပန်းတွေအကြီးအကျယ်လွှတ်မှာကြောင့်မလို့အခုလိုမျိုးဒီအပျော်စည်းပုတ်တွေကိုအဲ့ဒီဘေးပတ်ဝန်းကျင်မှာဒီအန်ဒီရဲ့ရှိမှာဆိုလို့မထားတော့တာပါဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပါသမ္မတဒေါ်နယ်ထရမ်ကတော့ဇူလိုင်4ရက်မတိုင်ခင်မှာ Lincoln Memorial ရဲ့ရှိရဒီရေကန်ကိုပေါ့လေအပြီးသက်ပြန်ပြီးတော့ပြင်ဆင်မယ်ဆိုပြီးတော့ပြောပါတယ်ကျွန်တော်အောင်ဆွေပါ